customer ပေါ်မှာဘယ်တော့မှသစ္စာမဖောက်နဲ့ဒီနေ့ကျွန်မပြောပြပေးခြင်းတဲ့အကြောင်းကတော့ customer ပေါ်မှာသစ္စာရှိပါဘယ်တော့မှသစ္စာမဖောက်ဖြတ်နဲ့ဆိုတာကိုပြောပြခြင်းနဲ့ဥပမာကိုကပေါ့နော်ကိုယ့်ရဲ့ marketing မှာကိုယ့်ရဲ့ကြော်ညာနေတဲ့အရာတခုကို marketing ဆင်းနေတဲ့အရာတခုပေါ်မှာကိုကပြောထားတဲ့စကားတခုရှိရဆိုရင်အဲ့ဒီစကားကိုတီးရမယ်အဲ့ဒီစကားကိုတီးရမယ်ကျွန်တော်တို့ over promise တွေလည်းသွားပေးလို့မရဘူး over marketing တွေလည်းသွားလုပ်လို့မရဘူးမဖြစ်နိုင်တဲ့အရာတွေကိုကျွန်တော်တို့သွားပြောနေလို့မရဘူးတကယ်ဖြစ်နိုင်တဲ့လက်တွေ့အရာတွေကိုပဲကျွန်တော်တို့ပြောရမှာဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင် over marketing လုပ်ချင်အပြင် customer တွေကယုံကြည်မှုတွေမျှော်လင့်ချက်တွေပေါ့မျှော်လင့်ချက်တွေအများကြီးဖြစ်သွားမယ်အဲ့လိုမျှော်လင့်ချက်တွေအများကြီးဖြစ်သွားတဲ့အချိန်မှာသူတို့ကဒီပစ္စည်းကိုဝယ်သုံးကြည့်မယ်တစ်ချိန်အဲ့ဒီဝယ်သုံးတဲ့အချိန်မှာတကယ်ပြောထားတဲ့အတိုင်း marketing လုပ်တဲ့အချိန်မှာပြောထားတဲ့အတိုင်းမဖြစ်ဘူးဆိုရင်လေသူတို့မျှော်လင့်ချက်တွေကရိုက်ချိုးခံရတယ်လို့ပဲအဲ့ဒီခါကျလို့ရှိရင်သူတို့ကလေဒီအရာပေါ်မှာနောက်တစ်ချိန်ဆိုတာမရှိတော့ဘူးဒီ product ကိုတစ်ချိန်ပဲသူတို့ဝယ်တော့မယ်နောက်တစ်ထပ်ပြီးလည်းမကြည့်ချင်တော့ဘူးအဲ့ဒါကြောင့်ကျမတို့က marketing လုပ်တဲ့အခါမှာလေဘယ်တော့မှ over promise တွေ over false hope တွေတွားပြီးတော့မှပေါ့နော်မျှော်လင့်ချက်တွေကိုတွားပြီးရိုက်ချိုးစေမယ်တကယ်အပေါ်စာသားတွေပြောလို့မရဘူးဘာနဲ့နမူနာပြမလဲဆိုလို့ရှိရင်ကျမဆိုရင်ဟောဒီပန်ထွာဂျင်းနဲ့ရှမ်ပူကိုကြော်ညာတဲ့အခါမှာလေကျမမှာတကယ်ပေးနိုင်တဲ့အရာကိုပဲကျမထည့်ပြီးတော့ကြော်ညာတယ်ပေါ့နော်အဲ့တော့ကျမရဲ့ကြော်ညာတွေမှာတော့ကြည့်လို့ရတယ်ဘာလဲဆိုရင်အများနဲ့ကျမပြောနေတဲ့ပန်ထွာဂျင်းနဲ့ရှမ်ပူဒီပျော်စေးပေါင်းစေးတီးတန့်သုံးစရာမလိုဘဲနဲ့တဘာဝအတိုင်းနူးညံ့ပျော့ပြောင်းစေတယ်ဆိုတော့စကားကျမအများနဲ့ပြောတယ်အဲ့ဒါကျမတကယ်ပေးနိုင်တဲ့ value တစ်ခုပဲပန်ထွာဒီ value ကိုတကယ်ပေးနိုင်တယ်ပန်ထွာနဲ့ခေါင်းလျှော်ပြီးကျမတို့က conditioner လည်းသုံးစရာမလိုဘူးသပင်ပျော့စေးပေါင်းစေးတွေဘာတစ်ခုမှအချိန်ကုန်ခံငွေကုန်ခံပြီးသုံးစရာမလိုဘူး chemical ကို short ချပလိုက်တာပျော်စေးပေါင်းစေးကဘလောက်ပဲတဘာဝနဲ့လုပ်တယ်ပြောတဘာဝပါတယ်ပြောသူက chemical တွေပါနေရပဲအဲ့ဒီ chemical အသုံးပြုမှုကို short ချလိုက်တယ်ကျမတို့ဟောဒီပန်ထွာတစ်မျိုးတည်းနဲ့လုံလောက်တယ်ဘာကြောင့်လဲဆိုရင်ပန်ထွာဒီ chemical တွေကိုသုံးပြီးတော့မှသပင်ကိုပျော့အောင်ပေါင်းတင်စေးတွေထည့်ပြီးတော့မှပေါ့နော်အဲ့လိုမျိုးလုပ်ခါမျိုးလုံးဝမရှိဘဲနဲ့တဘာဝနည်းနဲ့ပဲသပင်ကိုပျော့စေတာအဲ့အတွက်ကြောင့်မို့ chemical short ချပြီးသားဖြစ်တယ်တကယ်တော့ပန်ထွာသုံးတဲ့ customer တွေဆိုသိတယ်ပန်ထွာနဲ့ short ပြီးသပင်လေးကဣပြီးတော့မှlocal brand တွေရဲ့အများစုရဲ့အားနည်းချက်ဖြစ်တဲ့သပင်ကျန်းတာဆန်သားတွေပေါ့နော်အဲ့လိုကျန်းထော်သွားတာမျိုးလုံးဝမရှိဘူးပေါ့ဆိုတော့အဲ့ဒီဟာကိုကျမတကယ်ပေးနိုင်တယ်တကယ်ကျမပေးနိုင်တဲ့ပန်ထွာရဲ့ value ကအဲ့ဒါပဲအဲ့ဒါကို customer တွေကသိသွားတဲ့အချိန်မှာလေအခုကျမပန်ထွာပတ်တန်း၄နှစ်ကျော်ပတ်တန်းအတွင်းမှာပန်ထွာရဲ့အားသာချက်ကနေပြီးတော့ပဲကျမ customer တွေတောက်လျှောက်ရနေတယ် customer တွေထပ်ခါလာဝယ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့ပန်ထွာကိုတစ်ချိန်သုံးကြည့်ုံနဲ့ customer တွေကပြန်ရောက်လာတယ်ဆိုတော့အားသာချက်က customer ကို for host မပေးတာ over promise မလုပ်တာကျမက over marketing မလုပ်တာအဲ့ဒါကြောင့်မို့လို့ကျမရဲ့ချစ်တော်တို့ပြောချင်တာကကိုက marketing လုပ်မယ်ဆိုရင်ဘယ်တော့မှပို့ပြီးတော့မပြောပါနဲ့ကိုယ့်ရဲ့အရှိကိုအရှိတိုင်းပဲပြောပါလို့ကျမပြောချင်ပါတယ်ရှင်